Hello အားလုံးပဲမင်္ဂလာပါဒါကျွန်တော်ဒီနေ့ကတော့ Manchester United အသင်းကဒီ Brazil ကွင်းလင်လူ Atalanta အသင်းရဲ့ Brazil ကွင်းလင်လူဒါ Ederson ကိုဒါခေါ်ယူနိုင်တော့မှာဖြစ်ကြောင်းပြီးတော့အနည်းဆက်ဆုံးအခြေအနေကိုရောက်ရှိလာပြီဆိုတဲ့အကြောင်းကိုဒါသတင်းတွေတက်လာတဲ့အတွက်ကျွန်တော်တင်ပြပေးလိုက်ရခြင်းဖြစ်ပါတယ်ဒါအခုချိန်မှာဆိုလို့ရှိရင်ဒါ Manchester United နဲ့ Ederson နဲ့ဒါသတင်းတွေတက်နေရတော့တောက်လျှောက်ထွက်နေရကြာပြီဗျာပြောမယ်ဆိုရင် Manchester United ကဒါကွင်းလေလိုအပ်ချက်ရှိနေတဲ့အတွက်ဒီ Ederson ကိုသူတို့အနေနဲ့အခုချိန်မှာတော်တော်လေးကို first signing ဖြစ်ဖို့သူတို့အနေနဲ့စူးစမ်းနေတာပေါ့နော်စူးစမ်းနေတဲ့နေထားမှာအခုဆိုလို့ရှိရင်ဒါပြောင်းရွှေ့ကြီးကိုသူတို့အနေနဲ့ညှိနှိုင်းနေပြီးတော့မကြခင်မှာသဘောတူညီမှုရရှိတော့မယ်ဆိုပြီးတော့သတင်းတွေထပ်တက်လာခဲ့တယ်ဒါပြည်တိမ်မီဒီယာတွေသတင်းစာတွေကနေပါသူတို့ဖော်ပြလာဆိုတော့ဒါဘာဖြစ်ဖြစ်တော်တော်ကြီးကိုနီးစပ်လာတဲ့အခြေအနေပေါ့ဒါဒီ Ederson ကဒီ Atalanta နဲ့သူကတစ်နှစ်စာချုပ်တက်တမ်းပဲကြံတော့တာဗျာအတွက်ကြောင့်လဲဒါ Atalanta ကလည်းသူ့ကိုနောက်နှစ်မှာအလွတ်နဲ့သူAtalanta ကလက်မလွတ်ချင်တော့ဒါဒီနှစ်မှာသူတို့ရသလောက်နဲ့ဒါပြောင်းရွှေ့ကြီးနဲ့သူရောင်းချင်တယ် Atalanta ဒါ Ederson ကလည်းဒါသူဒီBrazil ဟွာပေါ့ဘာစီလိုက်ရွေးစင်မှန်းလဲသူကအရွေးမခံလိုက်ရတဲ့အတွက်ဒါသူ့အနေနဲ့အသင်းကြီးအသင်းကိုပြောင်းရွှေ့ပြီးတော့ဒါဘရာဇီးလိုက်ရွေးစင်အသင်းမှာလည်းနေရာကောင်းတနေရာရနိုင်အောင်သူ့အနေနဲ့ကြိုးစားခြင်းတဲ့အတွက်ဒါ Manchester United ကလည်းသူ့ကိုသဘောကျပြီးစိတ်ဝင်စားနေတဲ့အတွက်ဒါသူက Manchester United ကိုပြောင်းဖို့ဒါသူကဆုံးဖြတ်ထားတယ်ပေါ့ Manchester United နဲ့ဒါ Ederson နဲ့ကြားမှာတော့ဒါပုံကိုရေးသဘောတူညီမှုကတော့ဒါစိုးရင်စရာမရှိဘူးကစားသမားဘက်ကလည်းပြောင်းခြင်းတယ်အဓိကဒီပြောင်းရွှေ့ကြီးပဲဗျာဟိုပါပေါ့Atalanta ဒါသူတို့ကစားသမားအတွက်ပေါင်း40ကနေ50အထိလိုချင်နေတယ်အဲ့ပြောင်းရွှေ့ကြီးကတော့များတယ်ဗျာအမှန်တိုင်းပြောရရင်တစ်နှစ်စာချုပ်ပဲကျန်တဲ့ကစားသမားAtalanta အသင်းကကစားသမားဆိုတော့ဒါ Manchester United ကလည်းအဲ့လောက်ထိတော့မပေးချင်ဘူးအဲ့အကြောင်းသူတို့ပြောင်းရွှေ့ကြီးကိုညှိနှိုင်းနေပြီပေါ့ဒါမကြခင်ရသက်ပတ်ဒီမှာတော့ဒါအောင်ရွှေ့ကြီးသဘောတူညီမှုရရှိတော့မယ်လို့ဒါ Manchester United ရဲ့ပထမဆုံးနေရာဒီခေါ်ယူမှုဖြစ်လာလိမ့်မယ်လို့ဒါသတင်းတွေကဖော်ပြလာကြပြီဒီ Ederson နဲ့ပတ်သက်တော့ကျွန်တော်ကဘယ်လိုပြောမလဲဒီ Manchester United နဲ့ဆိုရင်တော့ဒီဘယ်လိုဟိုပါပေါ့အီတလီလိကကစားသမားတွေနဲ့ဒါ Manchester United ကအကျိုးမပေးတာများတယ်ဗျာသိတယ်မလားရှေ့မှာဆိုလဲဒါ Highland တို့ပြီးရင်တခြားကစားသမားတွေဗျာအဲ့ဒီအီတလီဟိုပါပေါ့ CA ဘက်ကလာကစားကြတဲ့ကစားသမားတွေဆိုရင်ဒါ Man United မှာအဆင်မပြေတာများတယ်ရင်တော့ဆိုလဲဒါမီယန်တို့လာကစားဘူးတယ်ဟိုပါ Highland တို့အဲ့လိုအများကြီးရှိတယ်ဗျာဘာဖြစ်ဒီ Serie A ဘက်ကကစားသမားတွေဆိုရင်တော့နည်းနည်းစိုးရိမ်မှုတော့ရှိတယ်ဗျာကျွန်တော်အနေနဲ့ဒါ Manchester United မှာအဆင်ပြေပါမလားပေါ့ဒါပေမဲ့ Ederson လည်းကိုအသက်အရွယ်26နှစ်သူအနေနဲ့ဒါကွင်းလယ်မှာလည်းပြောမယ်ဆိုလို့ရှိရင်မမထန်ထန်နဲ့နံပါတ်8 row မှာကောင်းကောင်းကစားနိုင်တဲ့ကစားသမားတစ်ယောက်လိုမြင်တယ်ဒီကွင်းလယ်လိုအပ်ချက်ရှိနေတဲ့ Man United အသင်းအတွက်ဆိုရင်တော့ဒါတင်တော်တဲ့ပြောင်းရွှေ့မှုဖြစ်လိမ့်မယ်ပေါ့ဒါပေမဲ့တခုရှိတာအဲ့ဒီပြောင်းရွှေ့ကြီးဒါမြင်မာနေကြတော့အဆင်မပြေဘူးပေါ့ဒါကစားသမားရဲ့ခြေစွမ်းနဲ့ပြောင်းရွှေ့ကြီးနဲ့တအားကွာနေလဲမန်ယူဘက်ကခေါ်မှာမဟုတ်ဘူးပေါ့ဗျာဒါပေမဲ့လောလောဆယ်မှာတော့ဒါမန်ယူရဲ့ဟိုဗာလဲဂျေဆန်ဝဲကော့တို့ဒါသူတို့ရဲ့သဘောကျနှစ်သက်တဲ့ကစားသမားဖြစ်နေတဲ့အတွက်ဒါမန်ယူနိုက်တက်ရဲ့ဘုတ်ဖွဲ့တွေသဘောကျတဲ့ကစားသမားဖြစ်တဲ့အတွက်ဒါမန်ယူနိုက်တက်ကခေါ်ဖို့အခုဆိုလို့ရှိရင်ပို့ပြီးတော့တွန်းအားပေးပြီးလှုပ်ရှားနေရပေါ့နော်အဲကြောင့်ဒါ Manchester United ညီကိုတွေအနေနဲ့ရောဘယ်လိုမျိုးထင်ကြလဲဒါအကောင်းမွန်တဲ့ပြောင်းရွှေ့ဖြစ်လိမ့်မယ်လို့ထင်ကြလားဒါပထမဆုံးဆိုင်ကင်းဆိုလို့ရှိရင်တော့ဒီနေရာဒီပထမဆုံးဆိုင်ကင်းဆိုရင်ဒါ Ederson ဖြစ်ဖို့ကတော့များနေပြီပေါ့နော်အဲလေးကိုကျွန်တော်တင်ပြလိုခြင်းဖြစ်ပါတယ်မိုက်ကယ်ကာဝေးအနေနဲ့ကတော့သူကကြတော့ဘယ်လိုမျိုးလဲဆိုတော့သူသဘောကျတာကြတော့အဲ့ဒီမာတီယာဖာနန်ဒက်စ်ဒီဝက်ဆန်တင်ရဲ့ကွင်းလေလူပြီးတော့သူနဲ့တူတူဘိုလိုမှာလက်တွဲခဲ့တဲ့အဲ့ဒီကွင်းနဲ့ကစားသမားလေးတယောက်ရှိရဗျာသူနဲ့ဘိုလိုမှာအဲ့ဒီမီဒယ်ဘရော့မှာလက်တွဲခဲ့ဘူးတဲ့ဒါကွင်းနဲ့ကစားသမားလေးနံပါတ်9ဝတ်တဲ့ကစားသမားလေးသူသဘောကျရပေါ့ပြီးရင်အဲ့ဒီမာတီယာဖာနန်ဒက်စ်ဝက်ဆန်တင်ရဲ့ကစားသမားသဘောကျတယ်မာတီယာဖာနန်ဒက်စ်ဆိုရင်ကျွန်တော်တို့လည်းအကြိုက်တွေ့တဲ့ကစားသမားဗျာသူဆိုလည်းတော်တော်လေးကောင်းတယ်နံပါတ်8 row မှာနံပါတ်6 row မှာအကုန်ကစားနိုင်တဲ့ကစားသမားပေါ့နော်ဝက်ဆန်လည်းတန်းစင်းတော့မှာဆိုတော့ဘာဖြစ်ခေါ်ယူနိုင်လိမ့်မယ်လို့ထင်တယ်ဒါ Ederson ခေါ်ပြီးပြင်သူတို့အနေနဲ့မာတီယာဖာနန်ဒက်စ်ဘက်ကိုလှည့်မယ်ဆိုတဲ့သတင်းတွေတွေ့ရတယ်ဒါကြောင့် Man United အသင်းအနေနဲ့အခုကွင်းလေလူ2ဦး3ဦးခေါ်ယူမဲ့အချိန်မှာပထမဦးဆုံးကွင်းလေကစားသမားခေါ်ယူမှုဖြစ် Ederson ကိုခေါ်ယူနိုင်တော့မဲ့အခြေအနေနဲ့နှီးစပ်နေပြီဖြစ်ကြောင်းကျွန်တော်ဒါတင်ပြပေးရခြင်းဖြစ်ပါတယ်
အားလုံးပဲဒီ နောက်ထပ်လာမယ်ဘောလုံးသတင်းစိတ်ဝင်စားစရာဘောလုံးသတင်းတွေကိုလက်မလွတ်တမ်းစောင့်ကြည့်နိုင်ဖို့ကျွန်တော်ရဲ့ဒါ Yemen Football Platform လေး channel လေးကိုလည်းlike and subscribe လေးပြုလုပ်ပြီးတော့ဝင်ရကြည့်ရှုအားပေးကြဖို့မျှော်လင့်ပါတယ်အားလုံးကျေးဇူးအများကြီးတင်ပါတယ်ဗျ